Hello မင်္ဂလာပါဒီနေ့ကတော့တမီးလေးရောက်သွားရေးလေးပေါ့နော်အဲ့ဒါလေးကျမတို့တကယ်ချင်းကျမတို့ရှုခင်းလေးပြလိုက်ပါ ရှုခဲ့ပြောင်းမယ်ခဏလေး ရှုခင်းလေးကိုပြရတယ်ဝမ်းမယ် ရှုခင်သွား ရှုခင်း လာကိုမနဲ့ရှုနေရနေရှုခဲ့ရလား ဒီပါမယ်ရှုခင်းလေးနဲ့ဗီဒီယိုရိုက်ကြနေတာပါထိုးသွားဒီသွားနေကျမတို့ နိုးနိုင်ဟိုတော့ဒီတိုင်းနဲ့လာမလျှောက်လိုက်မိနေတယ် ဒီမှာတော်တော်ဒုက္ခရနေပါတယ်လေကျမတို့ရုပ်ကတော်တော်ဝေးရဆိုတော့ခေချင်သွားရတယ်စက်ပဲ ဒါပဲခြေလည်းညောင်းဆိုင်ကလည်းမမောင်းတာ ဟုတ်တယ်ပြေးလာစက်ပဲလည်းမတောင်မမောက်တာ ဆက်ပြီးတော့မောင်းတာပါ တော့တယ်မစက်ပဲတော့တိတ်ပြီးပဲရှိတယ်ဖားတကလည်းမပေါ့ဆိုတော့စိတ်ညစ် ငါကြီးရလိုက်တာဟာ လေဖွေဒီမှာရောက်ရမှာဆိုမခုနောက်ကွယ်မဘိုးချွတ်လောက်ကွယ်မလားငိုလို့စပယ်လာဘိုးချွတ်လောက်တော့ရခေချင်တော့မှာ ဘလေးစပယ်လာလီစဘူချလာဆောမ ပြကွက်အဲ့ဒီမှာဒီမှာဆိုစပယ်လာရပြီစပယ်လာငါတို့လာပြရပြီနော် ဟာဒီနေ့မိုးမွာပါစေနဲ့လို့စွတ်တောက်ပေးပါဦးမိုးတိက ရုံးလူလာနေပြီ မရုပ်လူလာပါရဲ့ကျမတို့လက်ဖြစ်ပါအေးပါ ဘလို့ဝင်ပါမယ်တပါအယုတ်ပြစ်စီကကမရုံးမထားရဆိုရင် ကျမတို့အပြင်မှာစောက်ရမှဖြစ်ပါအပြင်မှာစောက်နေအနေအခေါ်မှာထိုင်နော်ငါကလာထိုင်အေးယူလိုက်အောင်မတော့ငါယူဖို့လွတ်လိုက်တာကောင် ရငါ ဒီကမအားဝထိုင်မှာဖြစ်ပါတယ်ရှင် ကျမထိုင်ပါကျမကအဲ့ဒီမှာခုနေခုကျမအဲ့ဒီမှာခေလေးအဲ့လိုတာပါလေကျမလို့ပေါ့ ဒါကျမတို့ပေါ်ပါတယ် ဒီမှာရုပ်ခန်းပြလိုက်ပါရှုရုပ်ခန်းလေးကမိုက်တော့မိုက်နေရနော်ဒါပေမဲ့ဖုံးတယ်မဆိုရင်လာနော် အခု ခုမှမဆော်ပြီးသွားတာဆိုတော့ခုကဘလောက်ခလောက်ခုမှ6နာရီပဲတည် အလုံးမိကလာပါအခုရုပ် 6နာရီမထိုးသေးဘူး ကွာရုပ်အသက်တွေလာနေလို့ပေါ့နော်နော်ကွာရုပ်အသက်တွေလာနေလို့ခဏလေးကြိုးဆိုလိုက်နောက်မှရုပ်ပြီးမှပြတွေ့မယ်နော်ပူလိုက်တော့ကြိုးဆိုလိုက်ရ လာပါထင်းဝင်ပါရှင် နောက်မဝင်ခိုင်းနေအောင်ပြထွင်အောင် ပြန်ထွက် လူရှင်ဟောလို့ငါ ကျ နော် မတိတ်ပြီးသွားပါလေ တဲ့ရှိလူတိုင်းမှာရှိတယ်နော်မရှိတော့ကျမတော့ကွာတော့ တားနေဖူဘလို့ချမ်စမဲစားမှာမဟုတ်ပါဘူးဆိုင်မှာမဟုတ်တော့ထိုက်စားပါ let's go ဒါမဲ့ခြေလက်စကတ်ပြတော့မဆိုတာ